အရင်လိုပဲပေးပါလို့တယောက်ကမှားလိုက်တဲ့အခါမှာဆိုင်ရှင်ကအရင်လိုဆိုတာဘာကိုပြောတာလဲလို့ပြောနှောက်လိုက်ပါတယ်ဒီတော့မားတဲ့သူကလည်းမကြည့်နဲ့တလို့နဲ့ခမည်းကျွန်တော်ကိုနှောက်နေတာလားလို့မေးပြီးသူ့ရဲ့ရုပ်ရည်ကိုမှတ်မိအောင်ပြလိုက်ပါတော့တယ်ဆိုင်ရှင်ကလည်းရဲကျဲကျဲနဲ့အော် triple espresso မှာ whipped cream များနဲ့လူပဲဒါနဲ့နေပေါင်းကဖိန်းတက်တွေအများများရင်လူကမထွားပဲကြံခဲ့လိမ့်မယ်နော်လို့စလိုက်တာပေါ့အဲ့ဒီမှာရင်ဇလိုက်ကဒေါသထွက်သွားပြီးပထမအချက်ကအားလုံးပါစက်ပိတ်ထားကြဒုတိယအချက်ကငါရဲ့ဒီလိုဗလာတောင်းတောင်းကိုလုံးကိုပေါက်ကြီးကကြည့်ရတာကြီးထွားမှုရက်တက်နေတဲ့ပုံပေါက်နေလို့လားလို့ပြန်ပတ်လိုက်ပါတယ်ဒါကိုဆိုင်ရှင်ကမလျှော့ပဲအဲ့ဒါလာတော့ခမည်းအသက်ပေါ်မှာမူတီလာပေါ့အသက်ဘယ်လောက်လဲလို့မေးလိုက်တော့ဇလိုက်က38နှစ်တဲ့အဲ့ဒါဆိုရင်တော့ဟုတ်တယ်ဗျာခမည်းတော်တော်လေးပို့နေတာပဲလို့ပြောလိုက်တာကြောင့်မျက်နှာပြတ်သွားရပါတယ်ဒါပေမဲ့နောက်တစ်ခဏမှပဲအခြေအနေတွေကရုတ်တရက်ပြောင်းလဲသွားပါတယ်တခုခုကိုမြင်သွားတဲ့ဇလိုက်ကဟင်ဒါပါကြီးလေလို့အံ့ဩတုန်လှုပ်သွားပြီးငါအခုချစ်ချင်းဆေးရုံသွားမှဖြစ်မယ်ဆိုပြီးကတိုက်ကြီးရိုက်ပြေးထွက်သွားပါတော့တယ်အပြင်ရောက်တော့လေအခြေအနေကမအေးစေပါဘူးလုံခြုံရေးတွေရောက်လာပြီးကားခိုးခံရတော့လားဘသူအိတ်ပြောက်နေတာလေစသဖြင့်ရုတ်ရုတ်သေးသေးဖြစ်ကုန်တာပေါ့တယောက်ကအိတ်ကိုလာကိုက်ဖို့လုပ်တော့ဇလိုက်ကဖဲလိုက်စမ်းဘသူမှဒီအိတ်ကိုလာမထိနဲ့လို့ဟိန်းဟောက်လိုက်ပါတယ်လုံခြုံရေးကလည်းတနက်နဲ့ချိန်ပြီးကားနဲ့ဝေးဝေးမှနေစမ်းလို့အမိန့်ပေးလေခါမှာတော့ဇလိုက်ကငါလေးကွာဂျော်ဒန်လေးဒါငါ့ကားပါလို့အော်ပြောနေပေမဲ့လုံခြုံရေးကတော့ဒီကိစ္စကြောင့်လည်းတော့ငါအလုပ်အပြုတ်မခံနိုင်ဘူးဆိုပြီးတင်းခံနေပါတော့လေ